Good morning, chauffeur. လာပြီအနောက်စောစောစီး မဲမနေ့အမမလေးဝမ်းသာတယ်ပြောမလို့မတော်မတမိတော့ပေါ့နော် ဟမ် ဟိုဟာရှေ့မှာလက်ဆောင်လာပေးသွားတာ လက်ဆောင်လာပေးတာဘုဒ္ဓ ဟု တော် တ်တယ်ဒါပေမဲ့အိတ်ပစ္စည်းရတယ်မတ်ချက်မြကြီးဘူးတော့ပြောဒါပေမဲ့ခရုံးပုံများပေးရတာမသိ နင့်ဘို့ပေးတာညာ ဘူးဟုတ်တယ် မဖြစ်နိုင်တာအေးငါအတွက်လို့ပြောထားရင်အဲ့ဒါငါအတွက်ပစ္စည်းပဲလေနင်အဲ့လိုမျိုးပုံစံနေမလုံးနဲ့နော် အမအတွက်မဟုတ်ဘူးအမသုံးပြလို့မရဘူးသုံးလို့မရဘူးအဲ့ဒါက ငါသုံးလို့မရတဲ့ပစ္စည်းဘာရှိတော့ငါသုံးလို့မရတာဘာရှိတော့နင်ညံမစင်နဲ့နော်နင်လိုချင်တာနဲ့ဟိုလိုညံစင်ဒီလိုညံစင်ပြောနေဒီမှာငါပြောရမယ်ငါနာမည်နဲ့တက်ပြီးလာပြီးဆိုကြတဲ့ကငါသုံးဖို့ငါသုံးလို့ရလို့ပေးတာသိလား သိကြရဲ့ပေါ့ လူလဲမလုံးနဲ့နော်အေးကြတဲ့ အဲ့ဆိုလေဒီမဲ့ကြည့်ရော့အမေသုံးလို့ရတာအမသုံးလို့ရတာဒါကြီးက တက်ပဲပို့လိုက်တာ ဟာဒါ DH ကအမတဲ့အမချက်မြကြီးကိုလက်ဆောင်ပေးသွားတာဒါပဲကြည့်ဒါကြီးအမသုံးလို့မမြကြီးတဲ့အမခရုံးကြီးနဲ့ဒါကြီးကဘလို့မှမအပ်ဆက်တာလေ ငါပြပြမေးငါလည်းမေးကြည့်ချင်တယ်ဒီကနေ့ကမမလက်ဆောင်ပေးတာအချိန်ကောင်းခါကောင်းမယ်နော်ဒီကရုံးနဲ့ဒီကလင်းနဲ့ဘလို့တွေ့ရမှာ ဒါအမကိုဒါဘလင်းနဲ့ပဲ ဒါတက်ငါ့ကိုဗလိန်နာလားဒီကနေ့ ဟုတ်တယ် ရတယ်ငါသပင်တူးတက်ပြီးတော့ဒီဥစ္စာတွေကိုရအောင်တက်ပြအောင်မှာ မဟုတ်လေ ကြည့်လေ မဟုတ်လေဟိုကကရုံးတွေ့ခိုင်းမလို့ပြောလေအမကလေ ပြောပါဘူးငါဘလို့မငါဒီလိုမအောင်စကားကိုသိချပြောတာ အမတကယ် ငါပဲတွေ့မှာလေ ကရုံးနဲ့တွေ့အောင်မလေအမတွေ့လို့မမြစပင်းတူကြီးနဲ့ဆိုပူတယ်